စစ်လော်ရီမှာကြားလိုက်ပြီးလဲခြင်းရင်ဒါတွေကိုသိထားဖို့လိုတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ရှေ့မှာအပိုင်းတက်တင်ပေးခဲ့တယ်ပေါ့နော်။အပိုင်းနဲ့လုပ်ဖို့အတွက်နည်းနည်းလေးကြံ့ကြာသွားတဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်ကြည့်နေတဲ့လူတွေအားလုံးကိုကျွန်တော်ဒီကနေအမျိုးမျိုးတောင်းပန်ပါတယ်။အဲ့တော့ကျွန်တော်တို့အချိန်မဆွဲဘဲနဲ့အပိုင်းတွေကိုစသွားလိုက်ရအောင်။ဒီဇာတ်ကွက်ကတော့ကျွန်တော်ရှေ့အပိုင်းတင်မှာတင်ပေးထားတဲ့ဇာတ်ကွက်ဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီဇာတ်အတိုင်းကြည့်ပြီးတော့ထိုးရမှာလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်။အဲ့တော့ဒီကောင်ကဘာလဲဆိုရင်ဆက်လော်တွေရဲ့အသွားလာ flow လေးပေါ့နော်သူရဲ့ကြာပုံကြာနေလေးဒီလိုရှိတဲ့ဆိုတော့ကျွန်တော်တင်ပြပေးတာဖြစ်တယ်ပေါ့နော်အဲဒီဇာတ်ကိုကင်ပြီးထိုးကျင်တယ်ဆိုတဲ့လူတွေကတော့ဘယ်လိုလူမျိုးတွေထိုးတင်လဲဆိုရင်ကျွန်တော်တို့ကအကျွန်းဆောင်ထိုးမှာသူဒီလိုကြာရင်ဒီလိုကြာနိုင်တယ်ဆိုတော့အချိန်မှကျွန်တော်တို့ကစောင့်ထိုးပါမယ်ဆိုတော့ချိန်အရင်အသုံးပြုနိုင်ပါတယ်ဆိုတဲ့လူတွေကတော့နော်တပွဲနဲ့အပီကစ်မယ်နှစ်ပွဲနဲ့အပီကစ်မယ်ဇာတ်၄ပွဲလောက်နဲ့အပီကစ်ချင်တယ်ဆိုတဲ့လူတွေလောက်ပဲဒီဇာတ်ကွက်ကြီးကိုကင်ပြီးတော့ထိုးလို့အဆင်ပြေမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါကြောင့်ဒီဇာတ်ကိုလည်းကျွန်တော်တို့ပြန်ချုပ်အောင်မှာဖြစ်တယ်ပေါ့နော်ဘယ်လိုထိုးရမလဲဆိုတာကိုတခါထိုးကန်နေရင်တခါဇာတ်ကွက်ကြီးကိုလာကြည့်လိုက်နော်အောင်မှရှိတဲ့စင်လော်တွေကကြာနေတဲ့ဟာနဲ့ပြန်တိုက်လိုက်အဲ့လိုကြီးလုံးရတာ feel လည်းမဖြစ်ဘူးပေါ့နော်ဟုတ်တယ်နော်မိတ်ဆွေတို့လည်း feel ဖြစ်မှာမဟုတ်ဘူးကျွန်တော်လည်း feel မဖြစ်ဘူးအဲ့တော့ဒါကိုအလွတ်ကြမ်းမှနိုင်ရင်ကြမ်းမှမကြမ်းမှနိုင်ဘူးဆိုရင်တကယ်တော့ဒါကလည်းကြမ်းမှစရာတော့မလိုပါဘူးနော်သူ့ရဲ့အသွားလာအကြကကျွန်တော်ထိုးနေရင်လည်းဒါမြင်သွားရတာပဲပေါ့နော်တိတိကျကျမသိတဲ့လူတွေအတွက်ကတော့ကျွန်တော်ကလုပ်ပြပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ထပ်ထိုးနည်းကိုဒီကောင်လေးကိုဘယ်လိုခြုံပြီးထိုးမလဲဆိုတာကိုကျွန်တော်သေချာပြပြပေးမှာဖြစ်တဲ့အတွက်အခုအပိုင်းကနေစပြီးတော့သေချာနားထောင်ဖို့လိုပါပြီပေါ့နော်အဲ့တော့ဘယ်လိုထိုးအောင်လဲဆိုရင်ကျွန်တော်က Telegram မှာချပေးထားတဲ့ formula လေးရှိတယ်ပေါ့နော်အဲ့ formula ကိုကျွန်တော်ကဒီဇာတ်ကွက်နဲ့ဘယ်လိုချိန်ပြီးချပေးလဲဆိုတာကိုသေသေချာချာရှင်းပြပေးမယ်ဒါလေးကတော့ကျွန်တော် Telegram မှာချပေးထားတဲ့ကျွန်တော်ရဲ့ formula ဖြစ်တယ်ပေါ့နော်။ Okay ဒီ formula နဲ့ဒီဇာတ်ကွက်ကချိန်ညှိပြီးဘယ်လိုဖြစ်လာတယ်ဆိုတာကိုကျွန်တော်ရှင်းမယ်။ဒီဆိုင်ရအောင် formula တစ်ခုကိုတွေ့ရင် formula အဲ့ဒီ formula အကြောင်းကိုကျွန်တော်တို့ကသေချာနားလည်မှာဖြစ်နေပေါ့နော်။ formula ကြီးတော့တွေ့နေတယ် formula ကိုသေချာနားမလည်ဘူးဆိုရင်ကျွန်တော်တို့ကရှုံးမှာပဲပေါ့နော်။အဲ့ formula တိုင်းမှာကအားနည်းချက်အားသာချက်ဆိုတာရှိတယ်။အဲ့တော့မိတ်ဆွေတို့စိတ်ကြိုက်လင်းနေနဲ့ဖွင့်ပြီးဝင်ခဲ့တဲ့လူတွေရဲ့ formula ကိုပိုင်း formula တွေမှာလည်းအားနည်းချက်အားသာချက်ဆိုတာရှိတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ရဲ့ကိုပိုင်း formula မှာလည်းအားနည်းချက်အားသာချက်ဆိုတာရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေကဒီ formula ကိုဘယ်လိုအားနည်းချက်တွေရှိတယ်ဘယ်လိုအားသာချက်တွေရှိတယ်ဆိုတာကိုတိတိကျကျသိမှလည်းဒါတွေကိုရှောင်ကွင်းပြီးကစားလို့ရမှာဖြစ်တယ်ပေါ့နော်ဟော formula number 1ကြီးလာရင်အကြီးထိုးအသေးလာရင်အသေးထိုးအကြီးနဲ့အသေးရောထွေးလာတာများရင်နားပါဆိုပြီးတော့ကျွန်တော် formula 1မှာပြောထားတယ်ပေါ့နော်အဲ့တော့ဒီဘက်က formula နဲ့ကျွန်တော်တို့ဒီဘက်မှာချပေးထားတဲ့ဇာတ်ကွက်နဲ့ကိုကျွန်တော်တို့တစ်ချက်ပြန်ညှိကြမယ်ပေါ့နော်။ဘာတွေရဲ့အားသာချက်လဲဘာတွေရဲ့အားနည်းချက်လဲဆိုတာကိုတစ်ခါတည်းအဖြေထုတ်ပေးသွားမယ်။အဲ့တော့ picture လေးအယုံစိုက်ပေးဖို့တော့လိုတယ်ပေါ့နော်။ formula number 1နဲ့ဇာတ်ကွက် number 1ကတော်တော်ကြီးကိုကိုက်ညီတဲ့အနေအထားမှာရှိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူက BBBBB SSSSS ဆိုပြီးတော့အကြီးသေးဆိုပြီးသွားတဲ့အချိန်မှာဒီ number 1 formula နဲ့ကအရန်ကိုကိုက်ညီတယ်ဟုတ်တယ်သူဒီလို try ရှည်ကြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကအကြီးမြင်အကြီးလိုက်တယ်အသေးမြင်အသေးလိုက်နေတာဖြစ်တဲ့အတွက်ကိုဒီလို try ရှည်ကြီးသွားခြင်းအပြင်9ချိန်သွားမှာလား10ချိန်သွားမှာလား15ချိန်သွားမှာလားအချိန်20သွားမှာလားတိုက်တဲ့အချိန်အထိကိုသွားလိုက်ကျွန်တော်တို့ဒီဒါကညှိနေမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ number 1 formula နဲ့ညှိနေမှာအဲ့တော့ number 1 formula နဲ့နော် number 1 ဇာတ်နဲ့ကကျွန်တော်တို့တော်တော်ကြီးမှကိုက်နေတဲ့အနေအထားပေါ့နော်ဒါအရင်ကိုကောင်းတာပါတော်တော်ကောင်းမွန်တဲ့အားသာချက်လို့လည်းဒါကပြောလို့ရတယ်ဗျာနော်ဟို number 1 formula ရဲ့အားနည်းချက်ကဘာလဲဆိုရင်ဒီဘက်ဇာတ်ကွက်မှာရှိနေတဲ့ number 2ပေါ့နော်အဲ့ဒီ2ကတော့တော်တော်အားနည်းချက်ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအကြီးလိုက်ရင်အကြီးထိုးမယ်အသေးလိုက်ရင်အသေးထိုးမှာဖြစ်တဲ့အတွက်အကြီးအသေးကြီးအသေးကြီးအသေးအဲ့လိုကျသွားတဲ့အချိန်မှာကျွန်တော်ရဲ့ formula နဲ့လုံးဝကိုဆန့်ကျင်မှာဖြစ်သွားတယ်ပေါ့နော်အဲ့ number 1 formula နဲ့ဒီဘက်ဇာတ်ကွက် number 2နဲ့ကတော်တော်ကြီးကိုဆန့်ကျင်သွားတယ်ဒါကတော့သူ့ရဲ့အားနည်းချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာအားနည်းချက်ကနံပါတ်ဘယ်လောက်များနေလဲဆိုကျွန်တော်တို့မေးကြရရှင်းရှိလာလိမ့်မယ်အဲ့တော့အားနည်းချက်ကတစ်ခုပဲရှိတယ်ပေါ့နော်ဒီဘက် number 1 formula လေးဒီဘက်ကဇာတ်ကွက်6သလုံးမှာအကုန်လုံးညီးတယ်နံပါတ်2တစ်ခုနဲ့ပဲကျွန်တော်တို့ကလွတ်ထွက်သွားတယ်ပေါ့နော်အဲ့တော့နံပါတ်2နဲ့ကြာလာမယ်ဆိုရင်ကျွန်တော်တို့ရှုံးနိုင်ပြီရှိတယ်ဒါကြောင့်အကြီးနဲ့အသေးရောထွေးသွားတဲ့အခါဆိုရင်နားပါလို့ကျွန်တော်ပြောထားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့အောက်မှာရှိတယ်3 4 5 6 9ထိကိုကျွန်တော်တို့လိုက်ပြီးတော့တိုက်ကြည့်ရအောင်နံပါတ်3ကိုကြည့်ကြမယ်ဆိုရင်ကျွန်တော်တို့ကအကြီးမြင်အကြီးထိုးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အကြီးစပြီးတော့မြင်ပါပြီတဲ့အဲ့တော့ကျွန်တော်တို့အကြီးထိုးတယ်ပေါ့နော်
ကြီးထိုးတယ်โอเคနောက်တစ်ချိန်မှာအကြီးကျတယ်နောက်တစ်ချိန်မှာကြီးကျတဲ့အတွက်ကျွန်တော်တို့ကနိုင်သွားတယ်ဟုတ်ပြီနော်ဒီမှာကျွန်တော်မြားလေးတွေနဲ့ထောက်ပြမယ်ပေါ့နော်အဲ့တော့နောက်တစ်ချိန်မှာကျွန်တော်တို့ကအကြီးကျလို့ဆိုပြီးတော့အကြီးပဲထပ်ထိုးတယ်ပေါ့နော်အကြီးပဲထပ်ထိုးတော့အသေးကျတယ်โอเคရှုံးသွားပြီတစ်စနော်အဲ့တော့အသေးမြင်လို့ဆိုပြီးတော့ကျွန်တော်တို့ကအသေးထပ်ထိုးတယ်အသေးပြန်ကျတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတစ်စပဲရှုံးတယ်ပေါ့နော်အသေးမြင်လို့အသေးကျွန်တော်တို့ကထပ်ထိုးမယ်ဆိုရင်သူကအကြီးကျသွားအကြီးကျသွားတဲ့အတွက်ကိုကျွန်တော်တို့ကစားတဲ့ကရှုံးပြီပေါ့နော်ဒါကိုကျွန်တော်တို့ကအကြီးမြင်လို့အကြီးပြန်ပြီးတော့ထပ်ထိုးတဲ့အတွက်ကိုနောက်ပွဲမှာသူကအကြီးကျအကြီးကျတော့ကျွန်တော်တို့ဒီပြန်နိုင်တယ်ဒါဆိုရင်သူဒီတစ်စကျော်တပင်ကျော်ပေါ့နော်ဒီလိုလေးသွားနေတာနော်စအများကြီးလဲသွားနေတာမဟုတ်ဘူးနံပါတ်1 formula နဲ့ထိုးလို့ကောင်းတဲ့အနေအထားပေါ့နော်အဲ့တော့လိုက်စအနှဲငယ်လေးပဲလိုအပ်တဲ့အနေအထားပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်4ကိုစသွားကြရအောင်ကျွန်တော်အကြီးမြင်လို့အကြီးစထိုးပါမယ်နောက်ပွဲမှာအသေးကျတယ်โอเคကျွန်တော်တို့လိုက်စတော့ပွဲရှုံးပြီနော်အသေးကျလို့ကျွန်တော်တို့အသေးလိုက်ထပ်ထိုးတယ်အသေးကျတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကလိုက်စတစ်စပဲကုန်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အသေးကျလို့အသေးထပ်ထိုးတယ်ထပ်ပြီးတော့ကျွန်တော်တို့နိုင်နေပေါ့နော်ဒီလိုအနိုင်ဆက်ကလေးတွေရှိလာတယ်အဲ့တော့နံပါတ်4မှာဒီကျွန်တော်တို့လိုက်စတစ်စပဲကျွန်တော်တို့စိုက်ရတယ်ပေါ့နော်ဒါဆိုရင်နံပါတ်5ကိုကျွန်တော်တို့ဆက်သွားကြမယ်အဲ့တော့နံပါတ်5မှာကကျွန်တော်တို့အကြီးမြင်လို့အကြီးထိုးတယ်အသေးကျတယ်နော်နောက်ပိုင်းကိုအသေး3ချိန်ဆက်ပြီးကျွန်တော်တို့နိုင်မယ်အကြီးတစ်ချိန်ပြန်ရှုံးမယ်ပေါ့နော်ဟောအဲ့ဒီလိုမျိုးအဲ့တော့ကျွန်တော်တို့တွေက9ထိသွားမယ်ပေါ့ဗျာနော်အခုကျွန်တော်ရှင်းပြသွားတာဒီဇယားတစ်ခုချင်းစီလို့ပဲမိတ်ဆွေတို့ကသတ်မှတ်ထားအောင်ပေါ့နော်အဲ့တော့လိုက်စားကအရင်မများဘူးအဲ့တော့ဘလို့လိုက်စားတွေကများလာတယ်လေဒါဆိုရင်ပေါ့နော်အဲ့တော့လိုက်စားကများလာတဲ့အကြောင်းရင်းကြီးကျွန်တော်တို့နံပါတ်3နဲ့သွားရင်တန်းတန်းကနေပြီးတော့နံပါတ်2လာပြီးတော့နှစ်ပွဲ3ပွဲထပ်သွားမယ်ပေါ့နော်အဲ့လိုထပ်သွားတယ်ဆိုရင်ဒါလိုက်စားများလာတာပါပဲဟောနံပါတ်4နေရာကိုနံပါတ်7ကလာပြီးတော့ကတ်သွားတယ်ဆိုရင်လည်းသူဒီလိုက်စားများလာတာပဲနော်အဲ့ဒါအဲ့မှာ3ချိန်4ချိန်ထိလိုလာတယ်ပေါ့နော်အဲ့တော့သူကလှည့်နေတယ်လို့လှည့်ပြီးတော့ဒီဇယားတစ်ခုနဲ့တစ်ခုကိုလိုက်ပြီးကတ်ပေးနေတာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်လေးမှာကျွန်တော်တို့ကအကုန်လုံးနဲ့ကိုက်နေတဲ့နံပါတ်1 formula ကိုကျွန်တော်တို့ကကင်ထားတာလေအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဆင်မပြေတာက BS နော်အကြီးသေးအဲ့လိုကြားတဲ့အချိန်မှာလုံးဝကိုအဆင်မပြေဖြစ်တာပေါ့နော်အဲ့ဒီလိုအချိန်မျိုးမှာကျွန်တော်တို့ကရဲရဲဝန်းဝန်းနေပေါ့နော်အသေးမြင်ကြီးထိုးဆိုတဲ့နံပါတ်1 formula ကိုပြောင်းထိုးနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်သူ့ရဲ့ flow ကလည်းဒီတိုင်းပဲသွားမယ်ဆိုရင်ပြောတာနော်ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေတယ်တော့စမ်းထိုးခြင်းတဲ့လူတွေကတော့၄ချိန်ကြာပြီတပွဲနှစ်ပွဲစမ်းထိုးခြင်းစမ်းထိုးကြည့်ပါနော်ညှိရင်လည်းညှိသွားနိုင်ပါတယ်အဲ့တော့မညှိဘဲနဲ့တခြားအခါကိုပြောင်းသွားတယ်ဆိုရင်ကျွန်တော်တို့က5ပဲမြောက်လေး6ပဲမြောက်လေးဖြစ်သွားမယ်ပေါ့နော်ဒါလေးကိုလည်းတစ်ချက်သတိထားဖို့လိုတာပေါ့နော်ဒါကြောင့်ကျွန်တော်ကအကြီးအသေးကျော်သွားရင်နားပါဆိုပြီးတော့၄ပွဲမြောက်မှာအမြဲတမ်းနားခိုင်းနေပေါ့နော်ဒါသူ့ရဲ့အားနည်းချက်ကောအားသာချက်ကောကျွန်တော်ဒီမှာတစ်ခါလေးရှင်းပြပေးသွားတာဖြစ်တယ်နံပါတ်9လေးလိုက်ပြီးတိုက်စစ်ပြလိုက်ရင်ဗီဒီယိုကအရင်ရှည်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေ formula number 2ကိုတစ်ချက်ပြန်လှည့်ပြီးတော့သွားရအောင်ပါအဲ့ formula number 2မှာကကျွန်တော်ကအသေးမြင်အကြီးထိုးကြီးမြင်အသေးထိုးဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့အသေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်အကျဉ်းကြီးစိတ်လာရင် formula number 1ကိုကျွန်တော်တို့ကပြောင်းထိုးပေးရမှာဖြစ်တယ်ဒါကဘယ်လိုထိုးနည်းလဲဆိုတာကိုကျွန်တော်ဒီမှာတစ်ခါလေးရှင်းပြပေးမယ်မရှင်းပြခင်မှာထုံးစံတိုင်းပဲပေါ့နော်သူ့ရဲ့အားနည်းချက်အားသာချက်ကိုကျွန်တော်ပြောပြပေးမယ်သူ့ရဲ့အားနည်းချက်ဒီကျွန်တော်တို့ formula number 2ရဲ့အားနည်းချက်ဒီဒီဘက်ကဇယားကွာနံပါတ်1ပဲဖြစ်တယ်ပေါ့နော်ကျန်တဲ့ဟာတွေအကုန်လုံးနဲ့တော့ကျွန်တော်တို့ကကိုက်ညီနေမှာဖြစ်တယ်နော်ကျန်တဲ့8ချက်နဲ့ကအကုန်ကိုက်ညီနေမယ်နံပါတ်1ဇယားနဲ့ကတော့ကိုက်ညီနေမှာမဟုတ်ဘူးလုံးဝကိုစမ်းချင်ပဲဖြစ်နေမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အောက်ကိုတစ်ချက်ပတ်ကြည့်အောင်3 4 5 6ပေါ့နော်ကျွန်တော်တို့ကအကြီးမြင်အသေးထိုးမယ်အသေးမြင်အကြီးထိုးမှာဖြစ်တဲ့အတွက်နံပါတ်3ကနေကျွန်တော်တို့စပြီးတော့တိုက်ကြည့်မယ်ပေါ့နော်အဲ့တော့နံပါတ်3ကနေစပြီးကျွန်တော်တို့ကလေ့လာမယ်နော်အဲ့တော့ဒီမှာအကြီးမြင်နေတဲ့အတွက်ကိုကျွန်တော်တို့ကအသေးထိုးမယ်ပေါ့နော်သေးထိုးမယ်ဆိုရင်သူဒီတပွဲစပြီးတော့ရှုံးမယ်ပေါ့နော်အဲ့တော့အကြီးမြင်နဲ့ကျွန်တော်တို့အသေးပြန်လိုက်ထိုးရမှာဖြစ်တဲ့အတွက်အသေးထိုးတယ်ပေါ့နော်ပြန်နိုင်နေပေါ့နော်အဲ့တော့အသေးမြင်လို့ဆိုပြီးကျွန်တော်တို့ကအသေးမြင်လို့အကြီးလိုက်ထိုးတယ်ပေါ့နော်အကြီးလိုက်ထိုးတယ်တပွဲရှုံးအဲ့တော့အသေးမြင်လို့ဆိုပြီးတော့ကျွန်တော်တို့ကအကြီးလိုက်ထိုးတယ်ဆိုရင်ပြန်နိုင်သူဒီလည်းတပင်ကျော်စီပဲသွားတယ်ပေါ့နော်အဲ့တော့နံပါတ်4အဲ့တော့ဇယားနံပါတ်4မှာကျွန်တော်တို့ကအကြီးမြင်လို့ဆိုပြီးအသေးထိုးတယ်โอเคနိုင်သွားပြီเนาะတပွဲနိုင်သွားပြီအဲ့တော့အသေးမြင်လို့ဆိုအကြီးထိုးတယ်နောက်တစ်ပွဲမှာအသေးကျတယ်ကျွန်တော်တို့ကတပွဲရှုံဖြစ်သွားတယ်เนาะအဲ့မှာအသေးကျလို့ဆိုပြီးတော့ကျွန်တော်အကြီးပဲထပ်ထိုးမှာအဲ့တော့ကအသေးထပ်ကျတယ်ဆိုရင်ကျွန်တော်နှစ်ပွဲရှုံဖြစ်သွားတယ်ပေါ့နော်အဲ့တော့
သူဒီလည်းအသေးပဲကြာနေတဲ့အတွက်ကျွန်တော်တို့ကအကြီးပဲလိုက်ထိုးမှာဒါဆိုရင်3ပင်မြောက်မှာကျွန်တော်တို့နိုင်ပြီပေါ့နော်ဟုတ်ပြီနော်အဲတော့နံပါတ်5ကိုလည်းစဉ်းစားနေရပြီနံပါတ်5ဆိုကျွန်တော်တို့4ပင်မြောက်မှာနိုင်ပြီပေါ့နော်ဟုတ်ပြီနော်အဲ့တော့တန်းတဲ့ဟာတွေကတော့1ပင်ကျော်2ပင်ကျော်6ခု8က1ပင်ကျော်2ပင်ကျော်နဲ့သွားမယ်နံပါတ်9မှာကျတော့ကျွန်တော်တို့ကအကြီးတွေးလို့အသေးထိုးမယ်နော်အကြီးပဲလာတယ်အသေးထပ်ထိုးတယ်အကြီးပဲလာတယ်အသေးပဲထပ်ထိုးတယ်သူက9ချိန်လောက်သွားပြီးရင်အသေးတစ်ခေါက်ပြန်ကြပြီဆိုကျွန်တော်တို့ကဒီမှာလိုက်စားက6ချိန်လောက်ဖြစ်သွားမယ်ပေါ့နော်โอเคเนาะအဲ့ဒါကြောင့်လိုက်စား6ချိန်လိုက်စား6ချိန်ပဲလိုတယ်ပေါ့နော်9ချိန်ထပ်တော့ကျွန်တော်တို့မလိုဘူးပေါ့နော်သူကတော့လုံးဝ safe ဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီအကြီးအများကြီးပေါ့နော်ဒီနံပါတ်6လိုမျိုးကြီးလာကျမ်းပါဘူးလေ6ချိန်အထိသွားမှာပေါ့နော်ဒီနံပါတ်6နဲ့နံပါတ်5နဲ့ပုံစံမျိုးကြားရနော်4ချိန်5ချိန်6ချိန်စလိုတယ်ပေါ့နော်အဲ့တော့အဲ့လိုစားမလို့အောင်ဘယ်လိုပြန်ကတ်မလဲဆိုရင်ကျွန်တော်တို့ကကတ်လို့ရတဲ့နည်းလမ်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအကြီးတွေကြီးပဲထန့်နေတဲ့အချိန်ကြရင်ကျွန်တော်တို့နားတင်နားလိုက်နော်၄ပင်မြောက်ရှုံးတော့တယ်ဇာ၄ချိန်မှရှုံးတော့တယ်ဆိုနားချင်နားလိုက်မနားချင်ဘူးဆိုရင်ကျွန်တော်တို့နံပါတ်1 formula ဖြစ်တယ်အကြီးမြင့်အကြီးလိုက်အသေးမြင့်သေးလိုက်နေကျွန်တော်တို့ကပြန်လဲပြီးတော့ထိုးပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီ formula နှစ်ခုကတစ်ခုချင်းလည်းကင်လို့မရဘူးပေါ့နော်အဲ့တော့နံပါတ်1ကြီးပဲတီးတန့်ကင်လို့မရဘူးနံပါတ်2ကိုလည်းတီးတန့်ကင်လို့မရဘူးကျွန်တော်တို့တွေကနံပါတ်1နဲ့နံပါတ်2နဲ့မျှချိန်ဖြစ်အောင်လို့ထိုးပေးရမှာဖြစ်တယ်ပေါ့နော်ဒါမှသာလင်ပဲကျွန်တော်တို့ရဲ့စားလိုက်အတင်းကြီးကနည်းသွားမှာပေါ့နော်โอเคဟုတ်ပြီเนาะကျွန်တော်ပြောတာနားလေလားမသိဘူးနားမလဲရင်ဒီအပိုင်းလေးကိုနှစ်ခေါက်လောက်ပြန်ပြီးနားထောင်ပြီးတော့ကျွန်တော်တိုက်တွန်းတယ်ပေါ့နော်formula 1 or formula 2ကိုကျွန်တော်ရှင်းပေးပြီပေါ့နော်အဲ့တော့ formula 3ကဘာလဲဒီ formula ဘယ်နေရာမှာသုံးရမှာဘာအတွက်သုံးရလဲဆိုရင်ဘာအတွက်မှမဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့မြင်ရပါလို့ဒီဘာအတွက်မှမဟုတ်ဘဲနဲ့ formula 3ကိုချပေးထားတာလဲမေးစရာရှိရင်ကျွန်တော်ဖြေစရာရှိပါတယ်အဲ့တော့ဒီဇာတ်ကြီးကြည့်ရတာလဲအာရုံနောက်တယ်နော်အကြီးလားအကြီးထိုးသေးလားသေးထိုးအာရုံနောက်တယ်နော်အသေးမြင်ကြီးထိုးအာရုံနောက်တယ်နော်ထိုးရင်းထဲမှာကျွန်တော်ရှုံးနေတယ်ဆိုတော့လူတွေလုံးဝမကစားတတ်ပါဘူးဆိုတော့လူတွေအတွက်ကိုကျွန်တော်ကနံပါတ်3 formula ကိုချပေးထားတာပေါ့နော်ဒီနံပါတ်3 formula ရဲ့ထိုးနည်းကတော့ရိုးရှင်းပါတယ်ကျွန်တော်တို့ကအကြီးဆိုရင်အကြီးစိတ်ထဲမှာတတ်မှတ်ထားတယ်အသေးဆိုရင်အသေးတတ်မှတ်ထားတယ်အဲ့တော့အကြီးမလားမချင်းဘူးကျွန်တော်တို့အကြီးမထိုးဘူးအသေးသွားဆိုဘယ်နှချိန်ကြာဟုတ်ပြီနော်အသေးကိုစိတ်ထဲမှာတတ်မှတ်ထားရင်လေအသေးလာမှပဲထိုးမယ်အကြီးဘယ်နှချိန်ကြာကျွန်တော်တို့ကမထိုးဘူးအဲ့ဒီအကြီးပုံမှာအသေးလေးတစ်ချိန်ကြာသွားတာနဲ့ကျွန်တော်တို့ကနောက်ကနေအသေးလိုက်ထိုးမယ်ဟုတ်ပြီလားဒီသဘောပါလုံးဝမထိုးတတ်တဲ့လူတွေကဒါမျိုးလေးကိုသုံးပြီးထိုးလို့ရတယ်ပေါ့နော်ဥပမာအကြီး2ချိန်ကြာမယ်ပြီးရင်အသေး1ချိန်ကြာမယ်ပေါ့နော်အဲ့ဒီကြောင့်မှကျွန်တော်တို့ကအသေးကိုလိုက်ထိုးမယ်ဒါမှမဟုတ်ရင်အကြီး4ချိန်လောက်ကြာပြီးမှအသေး1ချိန်ပြန်ကြာမယ်ကျွန်တော်တို့ကအဲ့ဒီချိန်ကြာမှလိုက်ထိုးမယ်အဲ့တော့အသေးကတန်းကြာကြမှာလည်းကြာမယ်ပေါ့နော်ကျွန်တော်အသေးမြင်လို့အသေးကိုစိတ်ထဲမှာမှတ်ပြီးလိုက်ထိုးလို့အသေးမြင်လို့အသေးကိုထိုးလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတန်းကြာနေတော့ကြာမကြာဘူးနောက်ထပ်အကြီးတစ်ပင်နှစ်ပင်လောက်လာပြီးတော့အသေးတစ်ခေါက်ထပ်ကြာမယ်ပြီးရင်အကြီးတစ်ပင်လာမယ်ပြီးရင်အသေးထပ်ကြာမယ်ဒီလိုအကျော်အခွာလေးတွေနဲ့နော်အသေးရွယ်လုံးဝမထပ်ဖ ೇನೆ ကြာနိုင်ခြေကဘယ်လောက်ရှိလဲဆိုရင်6ချိန်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနံပါတ်3 formula ကိုထိုးခြင်းရတယ်ကျွန်တော်တို့ကနည်းနည်းအချိန်လေးခိုးပြီးတော့ထိုးရမှာပေါ့နော်အဲ့တော့အသေး4ချိန်လောက်ကိုပေါ့နော်လုံးဝအသေးက4ချိန်လောက်မပူဘူး4ချိန်သွားတယ်ဒါမှမဟုတ်အကြီးကမပူးပဲနဲ့4ချိန်လောက်သူ့ရဲ့တီးတန့်သွားထားတယ်ဆိုခါမှကျွန်တော်တို့ကဒီနံပါတ်3 formula ကိုကင်ပြီးတော့လိုက်တော့ပေါ့နော်ဒါဆိုရင်အဆင်ပြေပါတယ်နော်လုံးဝအဆင်ပြေတယ်ချိန်မှာတော့ကျွန်တော်တို့အသေးချင်းထပ်သွားမယ်အကြီးချင်းထပ်သွားမယ်ပေါ့နော်โอเคအဲ့ဒီအတွက်ကိုကျွန်တော်ကနံပါတ်3 formula လေးကိုထည့်ပေးထားတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ရဲ့ formula နဲ့ဒီဘက်ကဇယားနဲ့ကလုံးဝကိုကန့်ညီမှုလည်းရှိတယ်နော်သုံးမျိုးကလည်းမကူလဲပေါ့နော်အဲ့တော့ကျွန်တော်ဒါချပြတာပါမိတ်ဆွေတို့ကြိုက်ရင်လည်းယူသုံးလို့ရပါတယ်မကြိုက်ဘူးဆိုရင်လည်းမိတ်ဆွေတို့ကြိုက်တဲ့ formula နဲ့ကြိုက်တယ်လို့သုံးလို့ရတယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ရဲ့အပိုင်းနှစ်ကဒီမှာပြေဆုံးပါပြီဘယ် formula နဲ့ပဲခိုင်ထိုးပေါ့နော်ပွဲစဉ်ကိုအကြိုက်ထိုးလိုအပ်တယ်ပေါ့နော်ပွဲစဉ်မိတ်ဆွေစိတ်ကြိုက်တတ်မှတ်ပြီးတော့ပွဲ3နဲ့ပွဲ50ဒီလောက်ပဲထိုးရတယ်ကြတယ်ဒါကကျွန်တော်ပြင်ပေးတာပါ